啊，嘛，ဟာနေရလေဘာလို့ပြန်လာမှလဲဟုတ်ပြီအဲ့ဆိုရင်ငါအပြင်သွားမလို့ပြီးမှဖုန်းပြန်ဆက်လိုက်မယ်နော်ဟိုတော့နိုင်ငံသားရောက်သွားတဲ့တရားလားဟုတ်တယ်အခုပြန်လာခြင်းလို့ရဲ့ပြန်လာခိုင်းလိုက်လေသူ့ညငါတို့သွားရအဲ့ဒါပြောတာလူတွေကရတာမလို့လူရမရတဲ့နေရခုပဲသွားမလို့လဲကျောင်းမှာ recommendation letter သွားထုတ်မလို့မကြပါဘူးနေ့လည်းပြန်လာခဲ့မယ်အမရောဘယ်သွားဖို့ရှိသေးလဲမရှိဘူးဒီနေ့ online class ပဲရှိရအဲ့ဆိုသွားပြီနော်တက်တာဟယ်လိုငါခုပြန်လာပြီဒီနေ့လာကြပါဝင်ခဲ့ရမယ်စားရအောင်အကြီးလိုက်စားကြကောင်းသားလေလည်းနေ့ကဆိုင်ရတယ်ဟုတ်တယ်โอเคအဲ့ဆိုရင်ပြောလာရင်နော်โอเคအမငါတို့လေနောက်ဆုံးကက်ကြီးကြိုက်တောင်စားဖို့မလွယ်တော့ဘာလို့လဲအခုတပွဲကို9500ဖြစ်သွားပြီထက်တော့ဝါလားဟုတ်ပါနောက်ဆိုရင်းနဲ့ထမင်းပဲစားရတော့မယ်ဟယ်လိုနေနောက်ဆုံးနေ့ကိုစက်မတက်ဘူးလို့နေမေပြောဆိုဟုတ်တယ်ပဲကျောင်းဆက်တက်တော့အစားရလည်းစိတ်ဝင်စားနောက်ထပ်နည်းနည်းထပ်တက်လည်းထပ်စိတ်ဝင်စားမှာမရှိပါအဲ့ဒါပြန်ချားပေါက်ပြောင်းကြည့်အောင်ရေမရဖက်မရပုံဆွဲမယ်ဆိုပြီးလောင်ပြောရအောင်နေကျောင်းစက်မတက်တော့ဘူးဆိုအိမ်ပြန်လာခဲ့အလကအမအာယုံများတယ်ဒီရမယ်တမီးဝါလာမှာဆက်ပြီးလုပ်ကြည့်ရင်အဲ့ပတ်စံမရအလုပ်ဆက်လုပ်နေမယ်ဆိုရင်တော့ဘာမှထပ်မပေးနိုင်ဘူးနော်ဟုတ်ပါတယ်မတောင်းပါဘူးဒီကထွက်ထားပေးမယ်ရတယ်ပြီးတော့အဲ့အားနဲ့ပတ်သက်ပြီးတော့ရှာပတ်စံရှာလို့ရနေရမှာအများကြီးပါဘာမှပို့ပြီးရှောက်ပြောမနေနဲ့အိမ်မပြန်လာခဲ့အမစားကြမယ်လေပါပြီဟုတ်လားမအားလားအားရလေးဘာလို့မို့အဲ့ဒီရုပ်ရှင်တော့ကြည့်အောင်ကြည့်ကြမယ်လေဘာကကြည့်ကြမယ်ရေရတော့ခုပေါ့ဟုတ်ပြီလေကြည့်ကြမယ်အဲ့ဒါလည်းမဝါလာရမယ်ဟုတ်ကောဟိုကကာလာတော့ပြောင်းထားပြီးွားကြီးဒီဘေးကဟာအလယ်ရွှေ့ကြတာလေအော်ရတော့ရတယ်ဒါပေမဲ့အဲ့ဒါဆိုလို့ရှင် concept နဲ့လဲတော့မှဆိုတော့လေဟုတ်
အဲ့ဒါဆိုရင်ညီမအနေကိုဖြည့်ပြီးဆွဲကြည့်လိုက်အောင်လားနော်အဲ့ဒါပိုကောင်းမယ်ထင်တယ်ဟုတ်အဲ့ဆိုညီမအဲ့လိုလေးပဲလုပ်လိုက်မယ်နော်ဟုတ်ပြီးရင်တော့ပြန်ပို့ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါ ကိုင်းနဲ့ပြောနေရလား ဟုတ်တယ် အပြင်ခဏသွားရမယ်ထင်တယ်အတော်တို့နေရနေပြီးတော့တစ်ခုပို့လိုက်လို့ ဟုတ်လား အဲ့တော့ယူပါမယ် သွားပြီရုပ်ရှင်ချိန်ပြီးတော့ပြန်အောင်မလား 3 နာရီအထိပြန်လာခဲ့မယ်စိတ်ချစိတ်ချ ပြီးတော့အဲ့ဆိုလို့ရှိရင်ပြင်ဆင်ပြီးတော့တောက်ခတ်ပြီးသွားလိုက်နော်ညီမဒီပုံလေးဆက်ပြီးပြန်လာအောင်မယ်လိုင်းအောင်ပြရအောင် ကောက်ကိုသွားလိုက်မယ်နော် ဟုတ်ကဲ့ကိုဟုတ်ညီမ final တော့အဟိုမေးပို့ပြီးသွားပြီနော်ဟုတ်ကဲ့ဟုတ်ချက်စစ်ကြည့်ပေးပါအောင်နော်အစီအစဉ်ပြန်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါအမညီမနောက်ကြမယ်ထင်တယ် အခုတော့နောက်ကျနေပြီပဲ3နာရီကျော်နေပြီ sorry ပါအမရေညီမလည်းပြန်လာမလို့ဝန်ခွဲရဆုံနေရတယ်အဲ့နဲ့ သင်ပြောလိုက်အဲ့လိုကြီးပဲဒီမေတော့အလေးထားပြီးလောက်တာရှိလို့လေလူတယောက်ကိုခရီးပေးထားလို့ရှင်နည်းနည်းလေးတော့တာဝန်စိတ်လေးတော့ရှိအောင်ပါပေါ့ အမรู้อะไรมั้ย ခင်းလည်းမချက်တော့ပဲဘာဝင်လို့ เขาเสื้อပြုတ်လို့လေเขาเสื้อတော့ပြတ်တက်ပါရဲ့အမလေးတော်ရွေးလေးရှိပါဆောင်နေဒါပြင်လာခဲ့မယ်အထဲမှာစားလဲရရတာနဲ့ဘာလို့အိမ်ရှိထွက်စားရလဲ နေ့တိုင်းအထဲမှာစားနေရတာပဲဒီတစ်ခါတလေဗိုက်တာမင် D လေးပါလေးရအောင်အပြင်လေးပါလေးထွက်စားပေးရတာပေါ့အမငါနေ့လေရလေ ထားလိုက်တော့ငါလည်းစိတ်မကြည့်လို့နင့်ကို online မိရ နင်ငါ့ကိုမပြောရသေးရတာတခုခုရှိရမလား ငါ scholarship အရင်ခံရတယ် ဘယ်နေသိရတိုင်းပဲငါတိတ်မကြငါ30ဖြစ်တော့မယ်အခုဒီကအလောက်ကမမဲရမရှိသေးဘူး freelance ပြန်နိုင်ငံခြားထွက်မယ်ဆိုတော့လဲ scholarship ကအခုလို့ရှိမှာဖြစ်တယ် ခေါင်းကတမင်ချောင်းကြည့်ရတာမဟုတ်ဘူးဒါပေမဲ့အနောက်ကနေတွေ့ရတယ်
ဒီအိမ်ကိုလမ်းလို့လား ဘာလဲဆိုတော့ဒီနေ့မှထူးဆန်းသတိရ ဟာဒီရရင်ဖုန်းဆက်လိုက်ပေါ့မာနာတွေပါရှောက်ထားမိတယ်အိမ်ကလည်းပြန်စီချင်းချင်းလိုက်မှာပါ အခုချိန်မှဆက်ပြီးတော့ဘာပြောမှလည်းမသိတော့ဘူးကွာအဲ့တုန်းကတော့သိရမလားမာနာကိုထိခိုက်တယ်ဆိုတဲ့ထားနဲ့ပြန်တွေ့ရင်ပဲဆောင်းရမိုက်တဲ့ artist နာမည်ကျော် artist ဖြစ်တော့မလို့ရှောက်ပြောခဲ့ရလေ အားလေမြန်မာကားရရလဲစနေကြတော့ခါဆိုပြီးတော့ငွေတော့ထိပိုက်ပြီးပြန်လာတယ်လေ အဲ့ဒါနေခုပါရှိမှရပြီဆိုတော့ဘာဆက်လုပ်မှာလဲဒီမှာပဲဆက်ရှောင်မှာလားလို့ ဒီမှာပဲဖြစ်ဖြစ်ဟိုမှာပဲဖြစ်ဖြစ်ဒီခုမှမရှိရပါဘူးဒီပဲရောက်ရောက်တနေရာရောက်မှာပဲဘယ်မှမရောက်တာဒုက္ခရောက်မှာပဲ အကောင်းမေးရ အကောင်းဖြစ်ရပဲလို့ ဟဲ့တွေ့စိတ်မညစ်ဘူးလား ဒီတော့ဘာလုပ်မှလဲဒီချိန်လေးနဲ့ online မှာဘယ်တစ်ခုခုရနိုင်လဲဆိုတဲ့အနေထားကြီးစွာပြည့်နေတယ်မထက်ဖို့ဆိုရတဲ့ရုံးခံနေရတယ်အများကြီးပဲဆိုတော့ဒီလောက်ချိန်လေးကချိန်လေးကောင်းတယ်လို့ဆိုရမှာပဲ ဒီနေ့စကားပြောလိုက်ရင်အဲ့လိုရှိနေပြဿနာတွေပျောက်သွားတယ် ရလားရေရှာပေးရအောင်လား ဟ